အချစ်ဆိုတာကြက်သွန်နီဥလိုပဲတလွှာချင်းခွာကြည့်နောက်ဆုံးတော့မျက်ရည်ကျတာပဲအဖက်တင်တာအိမ်မှာမိသားစု9ယောက်ရှိတယ်4ယောက်ကငါနဲ့မခေါ်ဘူးကျန်တဲ့1ယောက်ကငါလေရီးစားမရှိတာအေးချမ်းပေမဲ့ညရောက်ရင်လေဖြတ်မှာတော့စိုးရိမ်ရတယ်ညတိုင်းလေလွင့်နေလို့ပြင်းရင်ကြည့်ရအောင်ဆိုပြီးစိတ်ထားတဲ့ဇက်ကားတွေကိုပြင်းလို့မကြည့်ဖြစ်ဘူးဖောက်ပြန်ခြင်းနဲ့နေသားကြနေတဲ့လူကိုတစ္ဆာရည်တောက်ခိုင်းလဲသေးပေါက်တာပဲရှိမယ်ရှက်တက်ဖို့ဆိုတာကလည်းကြက်ပြီဖို့ကလိုသေးတယ်ငါအတိတ်ကတော့ဒဏ်ရာတွေကြီးပဲခွေးလိုက်ကြိုက်တာရဲ့စပိန်မှောက်တာရဲ့ဘွက်ထဲပစ်လဲတာရဲ့ကွဲရမှာစောက်တင်းကို3သိန်းနဲ့1000လောက်တုတ်ပြီးရှေ့ရောက်တော့ပြုံးစီစီနဲ့လေဖြတ်နေတာတွေအခုရက်လိုက်မင်းဘဝမင်းဇက်ခုံပေါ်မှာမင်းဘလို့ပုံနဲ့ကြိုးစားပြီးကောင်းခန်းကိုကြော်ဖြတ်ပြီးမကောင်းခန်းဆိုရက်ကြည့်ကြမဲ့လူများတယ်လွမ်းပေမဲ့ပြန်သွားလို့မရတဲ့နေရာတွေရှိတယ်မုန်းပေမဲ့ရှောင်လွဲလို့မရတဲ့မျက်နှာတွေရှိတယ်ညင်းငွေပေမဲ့လှည့်ပြန်လို့မရတဲ့နေရာတွေလည်းရှိခဲ့တယ်